နေ့ခေတ်ယောက်ျားလေးအများစုက motivation ကိုပဲစောင့်နေကြပါ motivation ရှိမှစူးစမ်းခြင်းနဲ့ motivation မရှိတဲ့အခါနာယူကြဒါပေမဲ့တကယ်အောင်မြင်တဲ့လူတွေကဆိုရင်တော့ဖြင့် motivation ကြောင့်မဟုတ်ဘဲနဲ့ discipline ကြောင့်ဖြစ်ပါတယ် discipline ဆိုတာမလုပ်ချင်တဲ့အချိန်မှာတော့လူနဲ့နာကိုစတော့နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်ဥပမာworkout လုပ်တဲ့အခါမှာကိုကဆရာထတဲ့အနေနဲ့မှာ workout လုပ်ရတာလွယ်တယ်ဒါပေမဲ့ပြန်နေတဲ့နေတွေမလုပ်ချင်တဲ့နေတွေမှာဆိုရင်တော့ workout စလုပ်နိုင်ရင်အဲ့ဒါ discipline ပဲဖြစ်ပါတယ်နောက်တစ်ခုကအချိန်ကိုတန်ဖိုးထားဖို့ပဲလိုပါတယ်လူများစုက social media ပေါ်မှာနိုင်ပေါင်းများစွာအချိန်ထုတ်တတ်ကြပါတယ်ဒါပေမဲ့ discipline ရှိတဲ့လူတွေဆိုရင်တော့ဖြင့်အဲ့ဒီအချိန်နဲ့တော့ကိုစာဖတ်ဖို့ကိုဘဝတိုးတက်ဖို့အတွက်အသုံးချကြပါတယ်ပြီးတော့ကိုယ့်ကိုယ်ပေးထားတဲ့ key တွေဒီဖို့လဲလိုပါတယ်မနေ့ပြန်ကစားပြီးစူးစမ်းမယ်လို့ပြောထားရင်တကယ်စလို့ရမယ်ကိုယ်စကားကိုမတည်နိုင်ရင်တခြားသူတွေယုံကြည်မှုတွေရရှိမှာမဟုတ်ပါဘူးကိုတောင်ယုံကြည်မှုကြောင်ဆုံးသွားနိုင်ပါတယ်မှတ်ထားပါ discipline ဆိုတာတရက်တည်းနဲ့ရတာမဟုတ်ပါဘူးနေ့တိုင်းနဲ့ကြည်စီပုံမှန်တော်ရင်းနဲ့တိဆောက်ရတာဖြစ်ပါတယ်ဒီနေ့မင်းလုပ်ထားတဲ့အလေးကျင့်တွေကနေနောက်တစ်နှစ်ကြာမင်းဘဝကိုဆုံးဖြတ်ပေးမှာဒါကြောင့် motivation ကိုမဆောင်ဘဲနဲ့ discipline ကိုတိဆောက်ပါအဲ့ဒီ discipline ကပဲမင်းလိုချင်တဲ့နေရာအထိကိုခေါ်ဆောင်သွားပါလိမ့်မယ်